အားလုံးပဲမင်္ဂလာပါခင်ဗျာ collectors ဘောင်းမှာကြိုဆိုပါရစေကျွန်တော်ဒီနေ့ပြပေးမှာလေးကတော့ exclusive item တွေကတစ်ခုဖြစ်တဲ့ Master Grade version RX 78-2 version 3.0 Gundam Base Limited exclusive item the Gundam Base Color RX 72တွေကတော့တော်တော်များများမှာပုံမှန်ရှိပြီးသားပေါ့နော်ပုံမှန်ဒီ Gundam Base Mode တွေဟာတွေကတော့တော်တော်များများ collector တွေမှာရှိပြီးသားဖြစ်မှာပေါ့နော်ဒါကိုမှဒီကောင်က Gundam Base exclusive ဆိုတော့ပြန်ပြီးတော့ဒါ coloring ဘိုင်းမှာပြန်စမ်းသစ်ထားတယ်ပေါ့ဗျာဒီအဖြူရဲ့အပြာရဲ့ပေါ့နော်အဖြူရဲ့ပြာရဲ့ကိုဒီ Gundam Base color ဘိုင်းနဲ့နှီးစပ်အဆုံးအပြာကိုလှုပ်ထားတယ်ပြီးရင်ဒီ Gundam Base original sticker လေးတွေပါတယ်ပေါ့ဗျာဆိုတော့တော်တော်လေးကအယုတ်ကအရန်ကိုလှတယ်ဗျာပြီးရင်သူ့ရဲ့ joint ဒီ movement ဘိုင်းတွေကိုလည်းတေချာ detailing လုပ်ထားတယ်ပြီးရင်နောက်သူ့ရဲ့ဒီcore fighter ပေါ့ဒီရင်ပြန်လေးလည်းဒီအထဲမှာရင်ပြန်လေးပေါ့ဗျာရင်ပြန်လေးကိုလည်းခောက်ပြီးဒီရင်ဒီ internet structure ထဲမှာဆိုထည့်ထားလို့ရတယ်ဗျာဒါလေးကလေတော်တော်လေးကိုcollector တို့အတွက်တော့တော်တော်လေး quality ပဲဖြစ်ပါတယ်ဗျာဒါလေးကတော့เนาะ Master Grade Gundam Base Limited လေးပါဒါလေးကိုလိုချင်နေဆိုရင် collectors box မှာရရှိနေပြီဖြစ်ပါတယ်ခင်ဗျာ